င်္ဂလာပါရှင်အနောက်ဘလုံးထဲတော့ပိုင်းဆုံးမှာကြိုးပါရရှင်Mercury retrograde အလုံးမှာတင်ရဲ့ငွေကြီးအလောက်ကင်ပေါ့နော်အဲ့ဒါတွေကဘယ်လိုမျိုး changes ဖြစ်သွားမလဲဘယ်လိုမျိုးအကောင့်ဘက်ကိုပြောင်းလဲသွားမလဲဆိုတာကိုကြည့်ပြတော့မှာဖြစ်ပါရှင် Okay ဒါလေးကတော့ point 1ပါဒါလေးကတော့ point 2ပါဒါလေးကတော့ point 3ဖြစ်ပါရှင်တင်ကျိုင်းတဲ့ရပိုင်းတစ်ခုဒါမှမဟုတ်တင်ကိုဆွဲဆောင်ရွယ်ပိုင်းတစ်ခုကိုတည်ချာလေးအာရုံပြုပြီးတော့ရွေးချယ်ပါ Okay တင်ရွေးချယ်ပြီးဆိုရင် point 1လေးတွေစလိုက်ကြရအောင်ဖိုင်ဝါလေးတွေမင်္ဂလာပါရှင်ဖိုင်ဝါလေးတွေပေါ့နော်တင်တို့ဒီ Mercury retrograde ပြီးမှတင်တို့ရဲ့အလောက်ကိုင်းငွေကြီးရဘယ်လိုမျိုးပြောင်းလဲသွားမလဲပေါ့နော်ဆိုတော့တင်တို့ရဲ့အလောက်ကိုင်းငွေကြီးကအလောက်ကိုင်းပိုင်းမှာဆိုလို့ရှိရင် connection အဆက်အသွယ်တွေပုံများလာတာမျိုးဒါမျိုးတွေရှိပါလိမ့်မယ်နောက်တစ်ခုကအလောက်ကိုင်းရောငွေကြီးရောမှာပေါ့နော်တင်လူတိုင်းကိုမယုံကြည်တော့ဘူးတင် Mercury retrograde အတော်အတွင်းမှာတင်ငန်းစာရစရာကိစ္စတွေတင်ကြုံခဲ့ရလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့တင်ငန်းစာကိုအပြည့်အဝတင်ယူပြီးဒါကြောင့်မလို့ဒီ Mercury retrograde အကျော်ကြတော့ပေါ့နော်တင်ရဲ့စိတ်ကရင့်ကျက်သွားပြီတင်ရဲ့စိတ်ကတင်ငြိမ်သွားပြီပေါ့နော်တင်အမားတွေကနေပြီးတော့တင်ယူခဲ့ပြီးသွားပြီဒါကြောင့်မလို့တင်ရဲ့စိတ်ကပေါ့နော်အစင်သင့်ဖြစ်နေပြီအရာအားလုံးကိုတင်ရင်ဆိုင်မှုအတွက်တင်လွတ်လပ်နဲ့ပြန်ပြီးတော့ဘဝကိုရှေ့ဆက်ဖို့အတွက်တင်အများကြီးပေါ့နော်အစင်သင့်ဖြစ်နေပြီဒါကြောင့်မလို့ Mercury retrograde အလုံးမှာတင်ပေါ့နော်အဆက်အသွယ်တွေအလောက်ကိုင်းပိုင်းနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်တွေများလာမယ်အလောက်ကိုင်းငွေရေးပိုင်းနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်တွေများလာမယ်နောက်တစ်ခုကလူတွေကိုတင်ပေါ့နော်ဟိုလူကောင်းလူဆိုတင်ပို့ပြီးတော့ခွဲခြားတက်လာတယ်ဒါကြောင့်မလို့အဲ့ဒီရဲ့ဒီစွမ်းရည်ချောင်းပေါ့နော်တင်အနာဂတ်မှာတင်ဒီ Mercury retrograde အကြောင်းမှာအလုပ်လုပ်ရတာပို့ပြီးတော့အဆင်ပြေလာတယ်လူအများနဲ့လည်းတင်အလိုက်ထိုက်ဘယ်သူ့ကိုဘယ်လိုပေါင်းရမလဲဘယ်သူ့ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတော့တင်သိရှိလာတယ်ပေါ့နော်ဒါကြောင့်မလို့တင်ပို့ပြီးတော့အဆက်အသွယ်ရလာပြီးပို့အဆင်ပြေလာပါလိမ့်မယ်နောက်တစ်ခုကပေါ့နော်တင်ခရီးလက်သွားဖို့ရှိပါတယ်အလောက်ကိုင်းငွေကြီးနဲ့ပတ်သက်ပြီးတော့ခရီးကပေါ့နော်နေချင်းပြန်ပဲဖြစ်စေအဲ့လိုမျိုးညအိတ်ခီးပဲဖြစ်စေအလောက်ကိုင်းငွေကြီးနဲ့ပတ်သက်ပြီးတင်ခီးသွားဖို့လည်းရှိပါလိမ့်မယ်ရှင်ဒါတွေကတော့တင် Mercury retrograde အလွန်မှာပေါ့နော်တင်အတွက်အပြောင်းလဲမျိုးတွေပေါ့နော်နောက်တစ်ခုကတင်ရပေါ့နော်တင်ရဲ့လုပ်ငန်းကိုင်ငွေကြီးနဲ့ပတ်သက်ပြီးတော့တင်ရဲ့စိတ်ကလွတ်လပ်ပေါ့ဖြစ်တယ်လို့တင်ဒီ Mercury retrograde အလုံးမှာတင်လောက်ရတာဒီစိတ်ချမ်းသာနေလိမ့်မယ်။တရားနဲ့တင်စိတ်ချမ်းသာပြီးတော့ active ဖြစ်နေပေါ့အလောက်ကိုင်းကြီးဆိုလောက်ကင်ဖြစ်မယ်။နောက်ငွေကြေးမှာလည်းတရားတင်ဟိုမှန်ကန်နဲ့ပေါ့နော်အနေထားမှန်ကန်နဲ့ဖြည်းချင်းတရားတင်တဖြည်းနဲ့စုဆောင်းလာမိလိမ့်မယ်။နောက်တစ်ခုကလေဒီ Mercury retrograde အလုံးမှာတင်ရလေငွေကြေးစုဆောင်းလာဖြစ်လိမ့်မယ်ပေါ့နော်။အရင်တော့ကတင်ငွေကြေးစုဆောင်းခြင်းမှာစုဆောင်းလိမ့်မယ်။ဒါဒီ Mercury retrograde အလုံးမှာတင်ငွေကြေးစုဆောင်းဖို့အတွက်တင်စိတ်ကဟိုတတိထားမိလာတယ်စိတ်ကငါငွေကြေးစုဆောင်းရမယ်ဆိုပြီးတော့အဲ့လိုမျိုး active ဖြစ်လာတယ်ပေါ့နော်ဒါကြောင့်မလို့တင်ငွေကြေးအပိုင်းနဲ့တင်3သိန်းတလောက်သုံးပြီးတော့အနေအချင်းပေါ့နော်အဲ့ဒါမျိုးစပြီးတော့တင်စုဆောင်းဖြစ်လိုက်ပါစုဆောင်းဖြစ်ပါလိမ့်မယ်ရှင် Okay ဖိုင်ထိုးလေးကြည့်လိုက်ကြရအောင်ဖိုင်ထိုးလေးတွေမင်္ဂလာပါရှင်ဖိုင်ထိုးလေးတွေ Mercury retrograde အလုံးမှာတင်ရဲ့ငွေကြေးအလောက်ကိုင်းကဘယ်လိုဖြစ်မလဲဆိုတော့အလောက်ကိုင်းပိုင်းမှာပေါ့နော်တင် talent တွေပို့ရှိလာမယ်အရေးချင်းတွေပို့ရှိလာမယ်တင်တတိတွေနောက် confidence ပေါ့နော် confidence တွေရှိလာမယ်အရေးချင်းတွေရှိလာမယ်နောက်တစ်ခုကတင်ပေါ့နော်Mercury retrograde အကြောင်းအလုံးမှာတင်ရဲ့အလောက်ကိုင်းမှာပေါ့နော်ရာထူးနည်းနည်းအမြင့်ကိုတင်ရရှိရဖြစ်စေနောက်ဒါမှမဟုတ်လို့ရှိရင်လည်းတင်ရဲ့ project တစ်ခု project ကြီးမားမားတစ်ခုရရှိရဖြစ်စေအစသဖြင့်ပေါ့နော်လုပ်ငန်းပိုင်းထဲမှာတင်တစ်ခုနည်းနည်းကြီးမားတဲ့အောင်မြင်တဲ့ကိစ္စတစ်ခုကိုတင်ရရှိတာမျိုးဒါမျိုးတင်ကြုံတွေ့ရပါလိမ့်မယ်နောက်တစ်ခုကတင်ပေါ့နော်ဒီ Mercury retrograde အလွန်မှာတင်လုပ်ငန်းအလုပ်လုပ်ဖို့အတွက်အရန်စမ်းတာတွေအရန်ပြင်းပြနေလိမ့်မယ်အရန်တင်အတွက်ပေါ့နော်စီးပွားရေးလုပ်ဖို့ချိန်ကြပြီတင်အတွက်အလုပ်လုပ်ဖို့ချိန်ကြပြီဒါမျိုးဖြစ်ပြီးတော့တင်ရဲ့စိတ်ကအရန်တက်ကြွနေပါလိမ့်မယ်နောက်တစ်ခုကအလုပ်ထဲမှာလည်းတကယ်တမ်းကံကောင်းပြီးတော့တကယ်တမ်းအရေးချင်းလည်းရှိတယ်တင်လည်းတကယ်လုံနိုင်တယ်ပေါ့နော်ဒါမျိုးတွေကြောင့်တင်ရဲ့လုပ်ငန်းတွေကပို့ပြီးတော့ကြီးထွားလာတယ်ပို့ပြီးတော့တိုးတက်လာပါလိမ့်မယ်ရှင်နောက်တစ်ခုကတင်ပေါ့နော်ငွေကြေးပိုင်းမှာဆိုလို့ရှိရင်လည်းတင်အရှံအပေပေါ့နော်ဝင်လာတာမျိုးနောက်တစ်ခုကကြတော့ဝင်ငွေတွေကိုတင်စုဆောင်းလာတာမျိုး
စုမိဆောင်မိအများကြီးဖြစ်လာတာမျိုးနောက်တစ်ခုကလေတချို့ပေါ့နော်ပိုင်းထိုးလာရွေးမြတချို့ဒီရွှေတွေပါစုဆောင်မိတာမျိုးတော့အစားပေါ့နော်စုဆောင်မိတာမျိုးဒါမျိုးလည်းရှိတတ်တယ်နောက်ဝင်ငွေပေါ့နော်ဝင်ငွေရတော့လေလုံးဝအရှက်အပယ်ဝင်တတ်တယ်ပေါ့နော်ပြည့်နေတာတော့မဟုတ်ဘူးเนาะအရှံအပယ်ဝင်လာတတ်ပါတယ်ဒါကြောင့်မို့ဖိုင်းထိုးလေးတွေရွေးရဲ့သူတွေဒီလုံးဝကန်ကောင်းတယ်ပေါ့เนาะ Mercury retrograde အလွန်မှာတင်အတွက်လုံးဝလုပ်ငန်းငွေကြီးအလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လုံးဝကိုအကောင်းနေပေါ့เนาะအကောင်းနေအများကြီးလာပါလိမ့်မယ်ရှင် Okay ဖိုင်း 3 လေးတွေကြည့်ရဖိုင်း 3 လေးတွေမင်္ဂလာပါရှင်ဖိုင်း 3 လေးတွေMercury retrograde အလုံးမှာပေါ့နော်တင်ရဲ့အလောက်ကိုင်ငွေကြီးရာဘယ်လိုချင်းနေရှိမလဲဘယ်လိုမျိုးပြောင်းလဲသွားမလဲဆိုတော့တင်ရဲ့အလောက်ကိုင်ပိုင်းမှာပေါ့နော်တင်ပို့ပြီးတော့ပေါ့နော်အလောက်ထဲမှာပို့ပြီးတော့တင်လူအများနဲ့ပေါ့နော်လူအများနဲ့အလုပ်လုပ်ရတာမျိုးလူအများနဲ့ဆိုတော့တင်အရင်တော့ကိုပိုင်စီးပွားရေးလုပ်တယ်ဆိုရင်တော့ဒီ Mercury retrograde အလုံးမှာတင်တယောက်ယောက်နဲ့ပိုးပေါင်းပြီးတော့ပေါ့နော်တစ်ခုခုကိုဖန်တီးပြတာမျိုးဒါမျိုးပေါ့ပြောရမယ်ဆိုပူပေါင်းဆောင်ရွက်မှုအားတွေပိုကောင်းလာတယ်ပေါ့နော်ပူပေါင်းဆောင်ရွက်ရမယ့်အရာတွေဖြစ်လာမယ်နောက်တစ်ခုကအခွင့်အရေးတွေပေါ့ chance တွေအခွင့်အရေးတွေအများကြီးရောက်လာပါလိမ့်မယ် Mercury retrograde အလုံးမှာပေါ့နော်အဲ့ဒီထဲကမှာတင်ရွေးချယ်ဆုံးဖြတ်မှုတွေပြုလုပ်ရမယ်နောက်တစ်ခုကလေနောက်တစ်ခုကလူအများပေါ့နော်တင်ပတ်ဝန်းကျင်ကလူတွေရဲ့အကူအညီထောက်ပံ့မှုကိုညီထောက်ပံ့ပေးမှုတွေကိုတင်ရရှိမယ်ဒါမျိုးတွေကြောင့်တင်ပို့ပြီးတော့လုပ်ငန်းကိုင်ငန်းတွေမှာအဆင်ပြေတယ်နောက်ငွေကြေးပိုင်းကလည်းအရင်အဆင်ပြေတယ်ပေါ့နော်ငွေကြေးပိုင်းတည်ငြိမ်နေအဆင်ပြေတယ်နောက်တစ်ခုကလေတင်ဒီ Mercury retrograde အလုံးမှာပေါ့နော်တင်လှူဒန်းလေပေးကမ်းလေတင်စီဝင်ငွေတွေပို့ပြီးတော့ရောက်လေပို့ပြီးတော့ဝင်လေဒါမျိုးဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့ပေါ့နော်အလှူဒန်းလုပ်ပြီးအချင်းအဖြစ်လဲတင်ရဲ့ဝင်ငွေတွေပို့ပြီးတော့တိုးပွားနိုင်ပါလိမ့်မယ်ရှင်နောက်တစ်ခုကပေါ့နော်ငွေကြေးပိုင်းကတော့တင်အဆင်ပြေတယ်တင်ပါတင်သုံးနိုင်ဖြုံးနိုင်တယ်နောက်တစ်ခုကစုဆောင်းနိုင်တယ်luxury ဆိုင်တဲ့ပစ္စည်းတွေတင်ပါနေသုံးဖြုံးနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအနေထားတစ်ခုထိရောက်လာပါလိမ့်မယ်ဒီ Mercury retrograde အလုံးမှာပေါ့နော်ငွေကြေးပိုင်းကတော့နောက်တစ်ခုသတိပေးချင်တာကလေငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီ Mercury retrograde အလွန်ကြရင်လေကိုယ့်စီကိုလာချီးငှားတဲ့သူတွေပေါ့ပတ်စံလာချီးငှားတဲ့သူတွေရှိရဆိုရင်တိတ်ပြီးတော့မချီးတင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကိုယ်ချီးလိုက်မယ်ဆိုပြန်မရတတ်တာမျိုးရှိတတ်တယ်ပေါ့နော်ဒါကြောင့်မလို့တိတ်ပြီးတော့မချင်းငါတင်ပါဘူးနောက်တစ်ခုကလေ Mercury retrograde အလွန်မှာပေါ့နော်တင်ကပြိုင်ဆိုင်မှုအားအရန်ကောင်းတယ်နောက်ပူပေါင်းဆောင်ရွက်မှုအားအရန်ကောင်းတယ်လို့ပြိုင်ဆိုင်မှုအားလည်းအရန်ကောင်းတယ်ပေါ့နော်အဲ့လိုနောက်ပြိုင်ဆိုင်တဲ့အရာမှာလည်းလေအသင်းအဖွဲ့နဲ့အဲ့လိုပူပေါင်းဆောင်ရွက်တယ်ပေါ့နော်အသင်းအဖွဲ့အလိုက်ကိုပြိုင်ဆိုင်ကြရတာမျိုးဥပမာတယောက်စီရှင်ပြိုင်ကြရတာမျိုးမဟုတ်ဘဲနဲ့လေအသင်းအဖွဲ့အလိုက်အဲ့လိုမျိုးရှင်ပြိုင်ကြရတာမျိုးဥပမာစီးပွားရေးလုပ်ငန်းလုပ်တဲ့လူတွေဆိုရင်ဥပမာပေါ့နော်စားသောက်ဆိုင်လုပ်တဲ့လူတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့အတူတူလုပ်နေရတယ်ဒါပေမဲ့တစ်ဖက်မှာတခြားဆိုင်လာဖွင့်နေကိုယ့်ရဲ့ပြိုင်ဘက်ရှိလာတယ်ဒါမျိုးဆိုရင်အသင်းအဖွဲ့လိုက်ပေါ့နော်ဒီလိုမျိုးရှင်ပြိုင်ကြရတာမျိုးအသင်းအဖွဲ့လိုက်ဆိုအဲ့နေရာမှာဆိုလို့ရှိရင်တော့အဲ့လိုကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့အတူတူပိုးပေါင်းဆောင်ရွက်ပြီးတော့ကိုယ့်ရဲ့ဆိုင်မှာပို့ပြီးတော့အစားသုံးသူများလာအောင်အဲ့လိုဆွဲဆောင်ရတာမျိုးဒါမျိုးပေါ့နော်အဲ့လိုဟိုဘက်ဆိုင်နဲ့အပြိုင်ဆိုင်ပေါ့အဲ့လိုဟာမျိုးပေါ့အသင်းအဖွဲ့လိုက်ပိုးပေါင်းဆောင်ရွက်ပြီးတော့အသင်းအဖွဲ့လိုက်အချင်းချင်းရှင်ပြိုင်အသင်းဖွဲ့လိုက်ပေါ့နော်တခြားပြိုင်ဘက်တွေနဲ့ရှင်ပြိုင်ရတာမျိုးဒါမျိုးတွေရှိတတ်တယ်ရှင်ပြိုင်မှုအားတွေကောင်းလာလိမ့်မယ်ရှင်ပြိုင်ရင်းနဲ့ပဲတိုးတက်လာလိမ့်မယ်ရှင်ပြိုင်မှုတွေကြားပဲပို့ပြီးတော့တိုးတက်အောင်မြင်လာပါလိမ့်မယ်ရှင်โอเคဒါလေးကတော့မြင်သလောက်ဖြစ်ပါတယ်ရှင်အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်အားလုံးပဲကျန်းမာချမ်းသာကြပါစေရှင်